မှန်တဲ့ကနေဓာတ်ပြန်တစ်ချောင်းရုတ်တရက်အရှိန်နဲ့ထွက်လာပါတယ်မူးနေတဲ့အမျိုးသားကိုတီတီလေးလွဲသွားတာပါမျိုးသားကဒေါသထွက်ပြီးတက်တန်းကုန်နေတဲ့အစားအသောက်တွေနဲ့မှန်ကိုပစ်ပေါက်လိုက်တော့ပစ္စည်းတွေကအစနှမကြံပြောက်သွားပါတယ်ဟိုဘက်ခင်မှာတော့ရှေးဟောင်းဘရင်မကအစာရေစာရှားပါလို့စိတ်ညစ်နေပါတယ်ရုတ်တရက်အရာဝတ္ထုတစ်ခုသူ့ကောင်းကိုလာမှန်ပါတယ်အားလုံးကလောက်ကြံသူလို့ထင်ပြီးလန့်သွားကြတယ်အဲ့ဒီအချိန်မှာပဲမှန်တဲ့ကနေအစားအသောက်တွေအများကြီးထွက်ကြလာပေမဲ့ပုံစံတွေကထူးဆန်းနေပါတယ်အဆောင်ကစူဆန်ရင်းစိတ်နဲ့မြည်ဆန်းကြည့်တော့တခါမှမစားဘူးတဲ့အရသာမှုအော်ဟစ်လိုက်ပါတယ်အားလုံးကနတ်ဖျားတွေပေးတဲ့လက်ဆောင်လို့ထင်ပြီးကျေးဇူးတင်တဲ့အနေနဲ့ယန္တနာတွေဆက်တဖို့ဘရင်မကအမိန်ပေးလိုက်ပါတယ်နောက်တစ်နေ့အမျိုးသားအမှုပြေတော့တပြန်ကိုတွေးလိုက်ရတယ်မနေ့ကဖြစ်ရက်ကအိမ်မက်မဟုတ်မှန်းသိလိုက်ရတယ်စူဆန်းကျင်စိတ်နဲ့မှတ်ရှိသွားကြည့်တော့ယန္တနာတွေနဲ့စာတစောင်ကိုတွေးလိုက်ရပြီးပိုအံ့ဩသွားပါတယ်စာထဲမှာဘရင်မကအစားအသောက်ထပ်ပေးသနာဖို့တောင်းဆိုထားတာမို့ဒီမန်ကရှေးခေတ်နဲ့ဆက်သွယ်နေမှန်းသူသိလိုက်ပါတော့တယ်အမှန်တရားကိုသိကျင်တာနဲ့ပစ္စည်းတွေကိုရှေးဟောင်းပစ္စည်းဆိုင်ကိုယူသွားပါတယ်ဆိုင်ရှင်မျိုးသမီးကတေချာစစ်ဆေးကြည့်ပြီးပုံတွေကနည်းနည်းထူးဆန်းပေမဲ့ပစ္စည်းတွေကအစစ်မို့ဒေါ်လာ6 တန်းနဲ့အကုန်ဝင်မယ်လို့ကမ်းလှမ်းပါတယ်အဲ့ဒီအချိန်မှာဆိုင်ရှင်ရဲ့ညီမရောက်လာပြီးထိတ်တန်းလေလံပွဲကိုတက်ဖို့ဖိတ်ပါတယ်ဆိုင်ရှင်ကအလင်းလိုပြီးပစ္စည်းတွေကိုစပွဲပေါ်မေးထားခဲ့တာကြောင့်အမျိုးသားကအိတ်ထဲအကုန်ထည့်ပြီးသူတို့နောက်အမြန်လိုက်သွားပါတယ်လေလံပွဲအဝင်ဝါရောက်တာနဲ့တထေးသားတစ်ယောက်နဲ့သူ့ရီစားဟောင်းကိုမမျော်လင့်ပဲတွေးလိုက်ရတယ်တထေးသားကသူ့ကိုသူတောင်းစားလို့ဝတ်ထားတယ်ဆိုပြီးလှောင်ပြောင်ပါတယ်အမျိုးသားကဂယုမဆိုင်ပဲဝင်ဖို့ကြိုးစားပါတယ်တထေးသားကလုံခြုံရေးတွေကိုခေါ်ပြီးဝိုင်းထားခိုင်းတယ်ငွေကြေးခိုင်မှသူမှဝင်လို့ရမှာမို့မောင်းထုတ်ဖို့အမိတ်ပေးပါတယ်ဆိုင်ရှင်မျိုးသမီးရောက်လာပြီးတားဆီးပေမဲ့တထေးသားကလက်မခံပါဘူးဒီလိုရှိနေတာကလေလံပွဲကိုစော်ကားရရောက်တယ်လို့ပြောပါတယ်အမျိုးသားကဒေါသထွက်ပြီးဘန်ကက်ထုတ်ပေးကငွေစည်းရင်းစစ်ဖို့တောင်းဆိုလိုက်တယ်အားလုံးကသူ့အဆက်ကွဲတော့မယ်ထင်ပေမဲ့ပညာရှင်တွေစစ်ဆေးပြီးတဲ့အခါတက်ထဲမှာဒေါ်လာ6 တန်းရှိနေတာတွေ့လိုက်ရလို့အားလုံးအံ့ဩသွားကြတယ်အဲ့ဒီနောက်အမျိုးသားကအိတ်ထဲကတံမိုးကြီးရှေးဟောင်းပစ္စည်းတွေထပ်ထုတ်ပြလိုက်တော့ဒီလူကတာမန်လူမဟုတ်မှန်းပညာရှင်တွေသိလိုက်ကြတယ်တထေးသားကထပ်ပြီးလှောင်ပြောင်ဖို့လုပ်တုံးမှာပဲပညာရှင်တယောက်ကသူ့ပေါက်ကိုအားကုန်ရိုက်ချလိုက်ပါတယ်ပြီးတော့တထေးသားကိုလေလံပွဲကနေမောင်းထုတ်ဖို့လူခေါ်လိုက်ပါတော့တယ်